အားလုံးပဲမင်္ဂလာနေ့တည်လေးပါရှင်ဒီနေ့ကတော့ပေါ့နော်နေ့လယ်စာကိုဒီမှာတခွားဒီကိုထောင်းစားမှာဖြစ်ပါတယ်ရှင်ဒီမှာတော့ငရုတ်တီစိန်နဲ့ငရုတ်တီ6တောင်ပေါ့နော်ထောင်းလာတာပေါ့ကြက်သွန်ဖြူလေးပါ2သက်3သက်ပေါ့နော်အဲ့ဒါလေးကိုပေါ့နော်မကြည့်တကြည်လေးထောင်းလာပါတယ်ပြီးလို့ရှိရင်အင်ဂျင်တို့ဒီမှာပဲသီးကျွတ်လေးတွေပေါ့နော်အဲ့ဒါလေးတွေကိုထည့်တယ်သူကရေခဲတစ်တာတွေမှာထည့်လာတယ်ဆိုတော့ကျွတ်နေတယ်ပေါ့နော်အဲ့ဒါလေးတွေကိုထောင်းထည့်ပါတယ်ရှင်ဒီမှာမကြည့်တကြည်လေးပြီးသွားလို့ရှိရင်လည်းဒီမှာသခွားသီးကိုပေါက်ထားတဲ့ဟာလေးတွေပေါ့နော်ပြင်ဆင်ထားမှာပေါ့နော်ပြီးရင်ချိုမုတ်ရည်ငံပြာရည်ရယ်ပြီးလို့ရှိရင်တော့မကြီးတကြားပေါ့နော်တစုံပြီးလို့ရှိရင်မကြီးရည်နည်းနည်းပေါ့နော်မကြီးရည်ကိုစားသလောက်ပေါ့နော်အချင်းပြီးရင်ငပိရည်ပေါ့နော်ငပိရည်လည်းကိုစားသလောက်ပေါ့နော်အဲ့ဒါလေးကိုထည့်ပါတယ်ရှင်းပြီးတော့ရောမှု့လိုက်တယ်ပေါ့နော်ပြီးတော့သခွားသီးလေးကိုနုံပေါက်ထားတာလေးတွေကိုထည့်ပါတယ်ရှင်ပြီးတော့အလုံးရောသမောင်းမွေပေါ့နော်ဒီမှာ special အမှန်တော့တမြာသီးရှိရင်လည်းတမြာသီးထည့်လို့ရတာပေါ့နော်အင်ဂျင်ကတော့ဒီမှာတမြာသီးမရှိတော့မကြီးရည်နဲ့ပဲထောင်းလိုက်ပါတယ်စားလို့ရပါပြီရှင်